Hello ဒီနေ့ကတော့ချန်ရှိတဲ့နေ့ပါအရင်တော့ဟိုးအရင်တစ်ချိန်ကတော့လဲမင်းသမီးလေးစုစုမောင်ပေါ့နော်ထမင်းဟင်းလာမှတေချာကမချစ်တက်ခဲ့တဲ့စုစုမောင်လေးပေါ့အခုတော့လဲလေလှုပ်ရနေတော့ကိုလို့တော့ဒီမှာကိုလုံးမကိုစားနောက်တစ်ခုကအဲ့လိုမျိုးလေးချန်လေးပါလေးဆိုရင်လဲကိုဟာကိုလုံနိုင်လို့ရှိရင်ပတ်စံပူပြီးတော့စစ်ဖြစ်တာပေါ့နော်ပို့စုမိတာပေါ့ဘာလို့လဲဆိုတော့ဒီချန်ရှင်းတာလိုမြင့်နှုတ်တာတို့ခေါ်လို့တော့ရတယ်ဒါပေမဲ့ဈေးကြီးတယ်အခုနောက်ပိုင်းရလေဆိုဒီဟာလေးရှင်းလို့ရှိရင်ဒေါ်လာ100လောက်တော့ခဏလေးပဲဆိုတော့ကိုယ်တိုင်လောက်ရတာပေါ့နော်အရင်ဘောနော်ကိုဘလိုနေရကိုရောက်နေလဲရောက်တဲ့နေရာမှာကိုအဆင်ပြေအောင်အကောင်းဆုံးဖြစ်အောင်နေထိုင်နိုင်တော့အကောင်းဆုံးပေါ့နော်ကိုစိတ်တွေလည်းအကုန်လုံးဒီကိုရောက်ကြတဲ့အကုန်လုံးပြင်ဆင်ပြီးမှလာခဲ့ဆိုတော့လေလူတိုင်းရလေတကယ်တမ်းကျတော့လေဘဝကြီးရလေအနောက်ပြကြည့်လိုက်လို့ရှိရင်အရန်ရိုးရှင်းခဲ့တယ်လွယ်ကူခဲ့တယ်ဆိုတော့မရှိခဲ့ဘူးပေါ့နော်ချိုးဆိုရင်လည်းမတိုက်ပြောလို့ရှိရင်အရင်မင်းသမီးဘွားတော့ဆိုရင်လည်းကြွမော့လေးပေါ့နော်အိမ်မှာအန်တီဆက်အိမ်မှာသွားနေတော့လဲအန်တီဆက်အိမ်မှာထမင်းတဟင်းချင်းလည်းရှိတယ်လူသမားတွေလည်းရှိရဆိုတော့ကိုကဘာမှမလုပ်ခဲ့တော့ဘာမှလည်းတေချာနားမလဲခဲ့ဘူးဆိုတော့ဒီရောက်တော့အမှန်တိုက်ပြောလို့ရှိရင်ချိုးတော်တော်လေးတော့ struggle ဖြစ်ခဲ့တာပေါ့ Oh no Alessa ဘာဝရတော့ညချလာပြီ Oh no Oh no Alessa မလေးဟွာ6နေတဲ့ဟောညက်လေသမီးဒီမှာ6နေတဲ့ဟောညက် Yeah မိဟိုမှာပေါက်နေတဲ့ဟောညက်လိုက်တယ်ဟိုအစိတ်ရောက်ထည့်ပြီးဟိုမြေရိုက်ထည့်ပြီးတော့ညက်ချက်လိုက်တယ်ဒီမှာ Alessa လေးကသူကမြေရိုက်ထည့်ပြီးတော့ဟိုကလေအပင်လေးကိုညက်ပလိုက်တယ်ဒီချိန်မှာသူတို့သွားမဆူရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့လေချောလေငယ်ကလေးကနေပြီးတော့လေသူတို့ဒီအရွယ်လေးတယ်လေအမေနာအရန်ကတ်တယ်လေဘာပဲဖြစ်အမေဘာလို့ဘာသွားဘာပြောသူတို့ကနားထောင်နေတယ်ဆိုတော့လေဆိုအတူမြအတက်တယ်ပေါ့နော်အနီးဆုံးမှာရှိတဲ့လူစီကနေသူတို့တင်းနေတယ်ဆိုတော့လေဆိုရင်သူတို့ချိုလှုပ်တဲ့ဟာလေးတွေအကုန်လုံးလှုပ်တက်အောင်ပေါ့နော်လှုပ်ခိုင်းတဲ့အဲ့လိုမျိုးလှုပ်ရင်းနဲ့တခုခုမှားသွားလို့ရှိရင်လည်းသူတို့အဲ့လိုမျိုးသူတို့ရဲ့စိတ်ထဲမှာတခုဟောပါပေါ့နော်သူတို့ကကူတယ်ကွာအမှန်တိုင်းပြောလို့ရှိရင်အမေလာကူနေတာကူရဲ့နဲ့သူ accident လေးဖြစ်သွားတယ်ဆိုရင်ကိုဟာတာလေးနဲ့ညောပြီးတော့ပြောလိုက်နောက်တစ်ခါအဲ့လိုမျိုးလေးမလုံးနဲ့အဲ့လောက်ပဲချိုကလေးပြောတယ်ဒါဆိုသူလည်းနောက်အခုဒီအဲ့ဒီပြလို့မမလည်းမိဒီဟာညလိုက်တာမမစိတ်မဆိုးဘူးလားလဲစိတ်မဆိုးဘူးလို့ဒီဟာလေးကျိုးသွားတဲ့ဟာလေးကိုဒီမိဖြတ်လိုက်တဲ့ဟာလေးနောက်ထပ်ပြန်စားလိုက်တော့ပြန်ရှင်းသွားတာပေါ့လို့အဲ့လိုမျိုးပြောရတာပေါ့နော်ဆိုတော့လေအမှန်တိုက်ပြောရလို့ရှိရင်ဒီကလေးလေးထိတဲ့ချိန်မှာလည်းလေသူတို့ရဲ့စိတ်နုကလေးတွေကိုလေအနာတရားမဖြစ်အောင်စကလုံးလေးနဲ့ဖြစ်ပေါ့နော်နာကျင်အောင်သူတို့မပြောမိအောင်ကိုဘလောက်ပဲဒေါသထွက်နေဘလို့ကိုဘလောက်ပဲဆုံးရှုံးမှုလေသူတို့ကြောင့်ဖြစ်သွားဘလို့စေပေါ့နော်အခါကျရင်ကိုစိတ်ကလေးတတိထားပြီးတော့ထိနိုင်လို့ရှိကောင်းဆုံးပဲပေါ့နော်ဒါခုနကတော့ mint ဒါကြတော့ basil ပေါ့နော်နာဒါလေးကကြတော့ lemon ပဲလေကျတငယ်ချင်းပေးထားချိုလာစိုက်ထားတာအရွေးနှုတ်လေးတွေထွက်နေပြီဒါကြတော့ရှမ်းနနလေးလဲစိုက်ထားတယ်ထွက်နေပြီအရင်နှုတ်လေးထွက်နေပြီဒါငရုတ်သီးစိမ့်ပဲလေးစိုက်ထားတာဒီနေ့ကတော့ချိုတောက်လျှောက်ပေါ့နော်မြေလေလေဒီမြေရိုင်းလေလေအရန်ထွက်တော့ပဲအဲ့လက်ဆန်လည်းဒီအယုတ်ကလေးတယုံနဲ့လေသူ့မှာတစ်ချက်လို့လာဆော့တာဆိုတော့ဘလို့ပဲဖြစ်ပေါ့နော်အရင်တော့မလောက်ခတ်ဘူးတဲ့ဟာလေးလဲဒီရောက်ရေလုတ်တက်အောင်စူးစမ်းရတယ်ဘာမဆိုပေါ့နော်ဆိုရလေချိုနောက်လူငယ်လေးတွေပြောချင်တာလေကိုဘလို့အသိပညာဘလို့အတတ်ပညာမဆိုပေါ့နော်တတ်ထားရဲ့ကောင်းဆုံးပေါ့ဘာလို့လဲဆိုတော့ဘဝတုတ်ကမှာဘလို့ဟာလေးနဲ့ဘာတွေနဲ့ကြုံမယ်ဆိုတာမသိတော့လေကိုတတ်ထားတဲ့ပညာတစ်ချိန်မှာထုတ်သုံးလို့ရတာပေါ့နော်ဘာလို့လဲဆိုတော့ချိုလဲအခုဒီအသေးရွယ်ရောက်မှဒီရောက်မှပေါ့နော်အင်းငါဒါလေးသင်ခဲ့ကောင်းတာဒါလေးတတ်ခဲ့ကောင်းတာဒါမှဒီလိုဆိုရင်အကျိုးရှိပါလားဘာမဆိုပေါ့နော်စစ်ချုပ်တာပဲဖြစ်ဒီလိုမုတ်လုံနီးလေးပဲဖြစ်ပေါ့နော်ဆိုလောက်တတ်နေတော့အကောင်းဆုံးပါပဲပေါ့နော်ဆိုချိုဒီဗီဒီယိုလေးဒီမှာပဲချိုဆုပ်တက်လိုက်တော့မယ်နော်ချိုအရေးစုစုမောင်နေနဲ့ရောခုမေချိုအနေနဲ့ပါချစ်ပေးကြတဲ့တယောက်ချစ်စီတဲ့ချိုကျေးဇူးများရတင်ပါတယ်လို့ချိုဒီနေ့ကနေပြောချင်ပါတယ်ဆိုချိုတို့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်နော်အားလုံးပဲနော်ဘိုင်ဘိုင်